NLD ကိုလူတွေဘလောက်အားပေးလဲပြည်ခိုင်ပြိုးကိုဘလောက်အားပေးလဲဆိုတော့ကျွန်တော်ရဲ့မြေပြင်အတွေ့အကြုံတွေရှိတယ်ဗျနော်ကိုတွေ့အကြုံတွေရှိတယ်လူဆိုတာကိုတွေ့အတွေ့အကြုံဆိုတာတကယ်အသွေးသားတဲ့နှလုံးသားတွေကိုစွဲနေတာပြည်ခိုင်ပြိုးလူထုထောက်ခံမှုနည်းတယ်အဲ့တော့ NLD ကိုလူထုထောက်ခံမှုများတယ်ဆိုတော့ NLD ဒီအင်ဂျင်အားကောင်းတယ်ပြည်ခိုင်ပြိုးမှာအင်ဂျင်အားမကောင်းဘူးဗျအဲ့တော့ပြည်ခိုင်ပြိုးကဘာနဲ့တူလဲဆိုတော့12ဘိန်းကဘော်ဒီကြီးတော့ကောင်းတယ်ဘော်ဒီအောက်ပိုင်းကောင်းတယ်ပြည်ခိုင်ပြိုးကဘော်ဒီအောက်ပိုင်းတော့ကောင်းတယ်ဗျနော်ပြည်ခိုင်ပြိုးဘော်ဒီအောက်ပိုင်းကောင်းတယ်ကြားခိုင်တယ်သို့တော့ပြည်ခိုင်ပြိုးမှာအင်ဂျင်အားနည်းနေတယ်မြင်းကောက်ရီ300နဲ့မောင်းရမယ့်ကုန်ကားကြီးကိုပြည်ခိုင်ပြိုးကဟာလားဒီမြင်းကောက်ရီ80အားနော်ဒိုင်နာအင်ဂျင်လောက်တင်ပြီးမောင်းနေရင်ဒီကားကြီးဟာဘော်ဒီအောက်ပိုင်းကောင်းတော့လဲအလုံးမဖြစ်တော့နိုင်ငံရေးမောင်းတင်အားမကောင်းတော့ပြည်ခိုင်ပြိုးရဲ့ဖြစ်ကအဲ့လိုဖြစ်နေတယ်အဲ့တော့မြင်းကောက်ရီ300အားကလူထုအင်အားအပြည့်နဲ့မောင်းနိုင်ရင်ပြည်ခိုင်ပြိုးကိုလူထုအင်အား4ပုံ2ပုံပဲထောက်ခံမှုရှိတယ်ဆိုရင်ပြည်ခိုင်ပြိုးက85ကောင်အားဟုတ်လား12ဘိန်းကားကြီးမှာဒိုင်နာကင်တာအင်ဂျင်တင်မောင်းတယ်လို့ဖြစ်မြင်းကောက်ရီ4ပုံ2ပုံပဲသူ့လူထု4ပုံ2ပုံပဲထောက်ခံမှုရှိတာဟုတ်ဗျအမှမြင်းကောက်ရီ300အားနော် NLD ကြတော့မြင်းကောက်ရီ300အားအပြည့်မောင်းနိုင်ပြည်ခိုင်ပြိုးကလူထုထောက်ခံမှု4ပုံ2ပုံပဲရှိတော့12ဘိန်းကားကြီးမှာဒိုင်နာကင်တာအင်ဂျင်တင်မောင်းတယ်လို့နော်ဒိုင်နာကင်တာအင်ဂျင်က85ကောင်ပဲရှိတယ်300ရဲ့4ပုံ2ပုံပဲရှိတယ်အဲ့လိုဖြစ်နေတယ်ကတကယ်လို့ဒါကကျွန်တော်ခမှန်းတာတကယ်လို့ပြည်ခိုင်ပြိုးသည်လူထုထောက်ခံမှု110ရာခိုင်နှုန်းပဲရှိတယ်ဆိုရင်မြင်းကောင်ကြီး300အားနဲ့မောင်းရမဲ့12ဘိန်းကားကြီးကိုမြင်းကောင်ကြီး30အားမြင်းကောင်ကြီး30အားဆိုတော့တရုတ်နီတလုံးတိုးကြီးဖြစ်သွားပြီပေါ့နော်တရုတ်နီတလုံးတိုးကြီးကအခု30အားရှိတယ်ဗျနော်ကျွန်တော်စားခွင့်မှာသုံးတယ်အဲ့တရုတ်နီတလုံးတိုးကြီးကိုဒီ12ဘိန်းကားမှာနော်12ဘိန်းကားကြီးမှာတင်မောင်းတယ်လို့ဖြစ်သွားမယ်ဗျနော်တချို့မတွေ့ဘူးလားတချို့ light truck တွေမှာတရုတ်နီတလုံးတိုးတွေတင်ပြီးမောင်းနေတယ်အဲ့တော့ဒီ12ဘိန်းကားကြီးမှာတရုတ်နီတလုံးတိုးတင်မောင်းရင်ပို့ပြီးအလုံးမဖြစ်တော့ဘူးဗျအဲ့တော့ပြည်ခိုင်ပြိုးက10ရာခိုင်နှုန်းပဲထောက်ခံမှုရှိတယ်ဆိုရင်ဟုတ်လားအဲ့ဒီ12ဘိန်းကားကြီးမှာတရုတ်နီတလုံးတိုး30အားတင်မောင်းတာနဲ့အလားတန်တူသွားမှာဗျနော်ကျွန်တော်ကတော့ဒီတိုင်းပြည်ကိုကောင်းစေခြင်းနဲ့နော်အဲ့တော့ပြည်ခိုင်ပြိုးသည် body အောက်ပိုင်းကောင်းတယ်အဲ့တော့လူထုထောက်ခံမှုပဲလိုတယ်ဘယ်လိုလုပ်ကြမလဲကျွန်တော်တိုင်းပြည်အခု NLD ကလည်းဝင်အရွေးမခံဘူး NLD ကအင်ဂျင်အားကောင်းတယ်လူထုထောက်ခံမှုအပြည့်ရှိတယ်ဒါပေမဲ့ NLD မှာလည်းတစ်ခုအားနည်းချက်ရှိတယ် NLD ကကျွန်တော်အမြင်ပြောတာရိုးသားပြောတာ NLD က body အောက်ပိုင်းမကောင်းဘူးဗျ NLD က body အောက်ပိုင်းမကောင်းမြန်ဘူး NLD မှာလူထုထောက်ခံမှုရှိတယ်ဒါပေမဲ့ကားတစ်စီးလိုပဲအင်ဂျင်ကြီးပဲကောင်းပြီး body အောက်ပိုင်းမကောင်းမြန်ရင်လေနော်မောင်းလိုက်ရင်အကုန်လုံးကားတော့အန်ဒီရရှိတယ်ဗျနော် body အောက်ပိုင်းကောင်းတာကတော့ကားအတွက်အန်ဒီရမရှိဘူးသို့တော့အင်ဂျင်ကောင်းမှဒီကားကြီးကရွေ့မယ်နိုင်ငံရေးမောင်းနေရကောင်းမယ်တက်ချုပ်ကြီးပြောသလိုအဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲပြည်ခိုင်ပြိုးလူထုထောက်ခံမှုရအောင်ခင်ဗျားတို့ဘယ်လိုလုပ်မလဲနော်ခင်ဗျားတို့အဲ့ဒါစဉ်းစားလူထုထောက်ခံမှုမရဘဲနဲ့နော်ခင်ဗျားတို့နိုင်ပြီပဲထားအခုဟုတ်လားခင်ဗျားတို့တပါတီရဲ့ပြိုင်တာမဟုတ်တဲ့အတွက်ခင်ဗျားတို့နိုင်မှာပါနော်တပါတီရဲ့ပြိုင်တော့မနိုင်ဘူးနော်တပါတီရဲ့ပြိုင်တော့မနိုင်ဘူးဘာလို့ဆိုတော့တယောက်ကဟုတ်လားတတိပုဂ္ဂလနဲ့ခင်ဗျားတို့နဲ့ရှင်ပြလိုက်တယ်ခင်ဗျားတို့ဆုံးပါပဲဒါကျွန်တော်အမြင်အဲ့တော့ခင်ဗျားတို့လူထုထောက်ခံမှုရအောင်ပြည်ခိုင်ပြိုးပါတီနဲ့ကျွန်တော်လည်းတိုင်းပြည်ကိုကောင်းစေခြင်းတယ်ဗျနော်ပြည်ခိုင်ပြိုးကကြားခိုင်မှုရှိတယ်ဘော်ဒီအောက်ပိုင်းကောင်းတယ်ပြည်ခိုင်ပြိုးမှာဟုတ်လားနိုင်ငံဒီဘယ်လိုပြောပါနိုင်ငံတော်အုပ်ချုပ်နိုင်တဲ့လူတော်တွေရှိတယ်ဗျာကျွန်တော်သိပါတယ်နော်ဘော်ဒီအောက်ပိုင်းကောင်းတယ်ပြည်ခိုင်ပြိုးရဲ့နော်ဘော်ဒီအောက်ပိုင်းခင်ဗျားတို့ကောင်းတယ်ဘော်ဒီအောက်ပိုင်းကောင်းတဲ့အတွက်နော်ဒီကားကြီးကအန်ဒီတော့မရှိနိုင်ဘူးနော်အဲ့တော့ခင်ဗျားတို့မှာလူထုထောက်ခံမှုအင်ဂျင်ပါဝါပဲလိုနေတာအင်ဂျင်ပါဝါခင်ဗျားတို့လိုနေတယ်ဘယ်လိုလုပ်ကြမလဲ NLD ကလည်းဝင်မပြိုင်ဘူးနော်အဲ့ဒါစဉ်းစားပါနော်ဒီရွေးကောက်ပွဲကြီးပြီးရင်အစိုးရတစ်ခုပေါ်လာရင်တိုင်းပြည်ကောင်းစေခြင်းတယ်ဗျအခုလဲဟ
ဟုတ်လားဓာတ်ငွေတိုက်ကြီးတွေ့တယ်ဆိုကျွန်တော်တော်တော်ပျော်သွားတယ်နော်ဒါတွေကိုနိုင်ငံတော်အတွက်နော်အကျိုးရှိအောင်နော်ဒီကျွန်တော်တို့ထွက်လာတဲ့တရားဇာတအခုကဘာမှာဒုတိယအကြီးဆုံးနော်ဓာတ်ငွေတိုက်ကြီးထွက်လာတဲ့ဟာကိုကျွန်တော်တို့ပြည်သူတွေအကျိုးရှိမဲ့ဟုတ်လားနိုင်ငံတော်မှာလျှက်စစ်မီတွေလိုတယ်နော်စက်ယုံအလုပ်ယုံတွေနော်အဲ့လိုမျိုးတွေပေါ့နော်ဒီကနေဒီလျှက်စစ်ဒီဓာတ်ငွေတိုက်ကြီးကနေလျှက်စစ်တွေလုပ်မယ်လျှက်စစ်တွေကနေစက်ယုံအလုပ်ယုံတွေလုပ်မယ်နိုင်ငံခြားယင်းကြီးနှုံနှံမှုတွေဝင်လာမယ်ပြည်သူတွေအလုပ်ရမယ်နော်တိတ်ဝန်းတာတယ်နော်ဒါပေမဲ့လူထုထောက်ခံမှုလိုနေတယ်ပြည်ခိုင်ပြို့နော်လူထုထောက်ခံမှုလိုလေခင်ဗျားတို့လူထုထောက်ခံမှုရအောင်ခင်ဗျားတို့ဘာလုပ်မလဲအဲ့ဒါကိုစဉ်းစားခင်ဗျားတို့ဘယ်လိုလုပ်မလဲNLDလို့လူထုထောက်ခံမှုရအောင်ပြည်ခိုင်ပြို့ဘယ်လိုလုပ်မလဲခင်ဗျားတို့အောက်ပိုင်းကောင်းတယ်ခင်ဗျားတို့ body အောက်ပိုင်းကောင်းတယ်အင်ဂျင်မကောင်းဘူးဖြစ်နေတယ်အင်ဂျင်ပါဝါနည်းနေတယ်လူထုထောက်ခံမှုနည်းနေတယ်ခင်ဗျားတို့ဒီ12ဘိန်းကားကြီးမှာတရုတ်ညီတစ်လုံးတို့တင်လို့တော့မဖြစ်ဘူးနော်ပြည်ခိုင်ပြို့ကိုကျွန်တော်စေတနာနဲ့တိုင်းပြည်အတွက်ကျွန်တော်ပြောတာပါနော်စိတ်တော့မဆိုးနဲ့ဗျနော်စိတ်ဆိုးရင်လည်းကျွန်တော်ကတော့ဘာမှမတတ်နိုင်ကြောက်လည်းမကြောက်ဘူးခင်ဗျားတို့နော်ကြောက်ရွံ့ကြီးမှကင်းဝေးပါစေဆိုဟုတ်လားအမဆုလာပြောသွားတာနော်ကျွန်တော်လည်းကြောက်ရွံ့ကြီးကတော့ကင်းတယ်ဗျနော်အမဆုပြောသလိုကြောက်ရွံ့ကြီးကကင်းတယ်နော်ဘာကြောက်ကြလို့လဲတိုင်းပြည်တက်ကောင်းအောင်လို့ကြောက်စရာမလိုဘူးတိုင်းပြည်အတွက်မကောင်းတာလို့တော့ကြောက်ရမှာပေါ့ဗျာနော်နိုင်ငံအတွက်မကောင်းတာလို့တော့နော်အဲ့ဒါလေးတက်ပြောတာပါနော်အားလုံးဟိုနှုတ်ဆက်ပါလေကိုမင်းလွင်တဲ့နော်နာမည်လေးခေါ်ပြလိုက်အောင်ဗျာအားလုံးနော်ဒီလောက်ပါပဲထွန်းနိုင်ဦးမြင့်သန်းနော်လူလေးတဲ့ဟုတ်ကအားလုံးအဆင်ပြေကြပါစေမျိုးတန့်ကိုနိုင်ဟုတ်ကစနေမောင်စနေမောင်ရေဘော်ရာကြီးဟုတ်ပြီနော်ဆိုင်းကြီးတဲ့နော်စောအဲကလူတဲ့မတွေ့တဲ့လူတွေလည်းစိတ်မရှိပါနဲ့ဗျာနော်မင်းမြတ်သူတဲ့ဟုတ်ပြီနော်ဟုတ်ပြီနော်အဲ့ဒါလေးပဲနော်ဒါရွေးကောက်ပွဲအတွက်အရေးကြီးပါတယ်ဗျာနော်ရွေးကောက်ပွဲအတွက်အရေးကြီးပါတယ်ရွေးကောက်ပွဲမှာလည်းအကုန်လုံးနော်ဟိုတာဖြစ်ပြီးတော့လူထုဆန္ဒဒီပေါ်ပေါက်အောင်နော်တောက်ရောက်ပြီးမဲပေးကြစီလိုပါတယ်နော်မဲပေးကြစီလိုပါတယ်ကိုကြိုက်တဲ့ပါတီကိုမဲပေးပါကိုကြိုက်တဲ့ကိုယ်စားလှယ်ကောင်းကိုမဲပေးပါနော်ဟုတ်ကဲ့အားလုံးနှုတ်ဆက်ပါတယ်အားလုံးအဆင်ပြေကြပါစေမြန်မာပြည်ကြီးအများငြိမ်းချမ်းပါစေဗျာကျွန်တော်ငါမင်းဆွေပါ